ဒ္ဓရှင်တော်ကုန်ကြီးသာသနာကုန်ရှိရောင်ဝါလေးလို့ထွန်းလေးစရာပါတို့များမြင်ပြီတူတက်လာသမျှပတ္တရချူမီထွန်းလေးစရာပါတို့များမြင်ပြီတူတက်လာသမျှပတ္တရချူမီစံတော်ရာငွေလာလေးပမာအေးရတော့လင်းတဲ့တွေပေးလို့နေတာတရားဓမ္မတွေနဲ့ပြုံးမွေရမဖို့ရလန်းရှောက်လန်းနာတို့သာသနာရေးတို့ဘာသာရေးတွေ့ချင်းပြောစရာရွှေရောင်တဝင်းဝင်းနဲ့စီရီပထူတွေထုံးဖြူဖြူစီရီပထူတွေဖယားတစ်စောင်းကန်းကြောင်လုံးပေါ်များတဲ့ပြေရွှေရောင်တဝင်းဝင်းနဲ့စီရီပထူတွေထုံးဖြူဖြူစီရီပထူတွေဖယားတစ်စောင်းကန်းကြောင်လုံးပေါ်များတဲ့ပြေတို့မြင်ပြေနိုင်ငံတော်ဗုဒ္ဓသာသနာရောင်ဝါလွှမ်းကားလေးဒါကြောင့်မို့တို့များတွေတာယာအေးချမ်းပြီးမတန်နိုင်ပါလေမြတ်ဗုဒ္ဓအမွေမှန်သာသနာရေးတွေပြမစိုးတရားလက်ကင်ထားလို့လှဆောင်နိုင်ပါစေမြတ်ဗုဒ္ဓအမွေမှန်သာသနာရေးတွေပြမစိုးတရားလက်ကင်ထားလို့လှဆောင်နိုင်ပါစေတို့သာသနာရောင်ဝါလေးလို့ရှင်းရှင်းတန်တန်ကဘာစုံတိုင်တီးစီညီစီတို့မြင်ပြီးတလုံးအေးချမ်းသာရစေဗုဒ္ဓရှင်တော်ကုန်ကြီးသာသနာကုန်ရှိရောင်ဝါလေးလို့ထွန်းလေးစရာပါတို့များမြင်ပြီတူတက်လာသမျှပတ္တရချူမီထွန်းလေးစရာပါတို့များမြင်ပြီတူတက်လာသမျှပတ္တရချူမီစံတော်ရာငွေလာလေးပမာအေးမြတော့လင်းတဲ့တွေပေးလို့နေတာတရားဓမ္မတွေနဲ့ပြုံးမွေရမဖို့ရလန်းရှောက်လန်းနာတို့သာသနာရေးတို့ဘာသာရေးတွေ့ချင်းပြောစရာရွှေရောင်တဝင်းဝင်းနဲ့စီရီပထူတွေထုံးဖြူဖြူစီရီပထူတွေဖယားတစ်စောင်းကန်းကြောင်လုံးပေါ်များတဲ့ပြေရွှေရောင်တဝင်းဝင်းနဲ့စီရီပထူတွေထုံးဖြူဖြူစီရီပထူတွေဖယားတစ်စောင်းကန်းကြောင်လုံးပေါ်များတဲ့ပြေတို့မြင်ပြီနိုင်ငံတော်ဗုဒ္ဓသာသနာရောင်ဝါလွှမ်းကားလေးဒါကြောင့်မို့တို့များတွေတာယာအေးချမ်းပြီးမတန်နိုင်ပါလေမြတ်ဗုဒ္ဓအမွေမှန်သာသနာရေးတွေပြမစိုးတရားလက်ကင်ထားလို့လှဆောင်နိုင်ပါစေမြတ်ဗုဒ္ဓအမွေမှန်သာသနာရေးတွေပြမစိုးတရားလက်ကင်ထားလို့လှဆောင်နိုင်ပါစေတို့သာသနာရောင်ဝါလွှမ်းလို့ရှင်း
တန်တန်ကဘာဆုံးတိုင်းဒီစီ